ဒါဆိုတော့12လမ်းအောက်ဘလောက်နော်အောက်ဘလောက်မှာကျွန်တော်ဒီဒလတရာနေအောက်ဘလောက်မှာကျွန်တော်ဒီဇွဲရှည်ဆိုင်ရွှေဆိုင်ရဲ့ဒီသူတို့ရဲ့ဘာလောက်တာလဲတော့မျိုးကျွန်တော်အင်ဗာတာလာတက်ပြီးဖြစ်ပါတယ်ပေါ့နော်အင်ဗာတာလာတက်တယ်ဘယ်လိုပုံစံမျိုးတက်ထားလဲကျွန်တော်တွားကြည့်အောင်ပေါ့နော်ကျွန်တော်ကတော့အခုတက်ဆင်လို့ပြီးပါပြီဒါကတော့ဒလတရာပေါ့နော်ဒလတရာဒါကျွန်တော်အင်ဗာဒီ12လမ်းအင်ဗာဘလောက်လဲ19မှာလာတက်ပေးပါပေါ့နော်ကျွန်တော်တွားကြည့်အောင်ဘယ်လိုတက်ထားလဲကျွန်တော်တက်ဆင်လဲဖွယ်တယ်ကျွန်တော်အကန်းနေပါမယ်ကျွန်တော်အကန်းနေ PC ကြီးအစုစုလာပြီနော်ဒါချင်း PC 200H နဲ့200H နဲ့ဒါဆို26.5ဖို့ရှိတယ်ကျွန်တော်charging အားသွင်းနေပေါ့နော် charging အားသွင်းနေပြီအားနေကျွန်တော်အားသွင်းတဲ့ဟာမှာကျွန်တော်ဒါဒီအဝင်အထွက်တူဖို့ရေပြရစီကကျွန်တော်ခံတာဒါရိုးချင်းနေပေါ့နော်ရိုးချင်းနေမှာကျွန်တော် line ခွဲပေးထားတယ်ဗျာလဲဆိုတာပေါ့နော်ဒါကျွန်တော်တက်ဆင်ထားတဲ့ပုံမှန်ချင်း PC မှာဒီ battery ကကောင်းတာပေါ့နော်ဒီမှာ light ကြီးပန်ကာလေးပဲတော့မလားအရောက်ကလိုက်မပါဘူးကျွန်တော် line ခွဲပေးတာပါနော်